အားလုံးပဲမင်္ဂလာပါ Babylon Trading YouTube Channel နဲ့ပြန်ပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တော့ပြန်တော့ပါကျွန်တော်ဒီပတ်ပါကြောင်းအောင်ပြောမလဲပေါ့နော်ဒီပတ်တော့ကျွန်တော်ပြီးခဲ့တဲ့ဘက်က trade ခဲ့တဲ့ trade set တဲ့အကြောင်းလေးအနေငယ်ရှင်းပြမယ်နောက်တစ်ခါကျတော့ကျွန်တော်ရဲ့ဒီ October mentorship ပေါ့နော်ကျွန်တော်လာစဉ်စာတွေပုံမှန်တင်ခဲ့တယ်ပေါ့နော်ဒီနေ့ဆိုလဲကျွန်တော်လာစဉ်ကျွန်တော်တင်ခဲ့တာများတယ်ဆိုတော့မကြခင်တော့ mentorship တွေနားတော့မှာပေါ့နော်ဒါပေမဲ့ဒီရက်ပိုင်းမှာကျွန်တော် mentorship တွေ set တင်နေမှာဆိုတော့ဒီလပိုင်းပေါ့နော်လပိုင်းမှာကျွန်တော် mentorship တွေ set တင်မယ်ဆိုတော့တော့စားတိုင်းပေါ့ mentorship အကြောင်းတွေကျွန်တော် live ပေါ်မှာ share လုပ်တာများတဲ့အချိန်ကျရင်အများစုတင်တဲ့အတဲ့အချိန်မှာလာမေးရမေးခွန်းရှိရပေါ့နော်တချို့ကြလည်းမမေးပါဘူးတချို့လူလောက်ပဲမေးတာပါကွန်မြူတော့ win rate ဘယ်လောက်ရှိတယ်လဲကွန်မြူတော့ strategy က win rate ဘယ်လောက်ရှိကောင်းတယ်လဲစသဖြင့်ဒါမျိုးညောင်တော့ဖြစ်လာမေးရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ win rate နဲ့ပတ်သက်ပြီးတော့ထူးတော့မပြောချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ win rate ဆိုတာကနေစနစ်တစ်ခုပေါ်အသုံးချတဲ့လူပေါ်မူတည်ပြီးတော့ win rate ဒီဘယ်လောက်ထိရလာနိုင်တယ်လဲဘယ်လောက်ထိကောင်းလာတယ်လဲဆိုတာမူတည်သွားတာပေါ့နော်ဒါပေမဲ့ကျွန်တော်နေစနစ်မှာတော့ education ကိုအဓိကထားပြီးသွားတဲ့ education နားလည်မှာဒါလည်းဒီအခွင့်အလမ်းတွေပို့ပြီးတော့ခင်ဗျားတို့အနေနဲ့ပို့ပြီးတော့ပြောမလဲခြောက်ခွေတက်လာမယ်အကြောင်းဝင်လောက်တက်လာမယ်ဆိုတဲ့အပိုင်းကိုကျွန်တော်အဓိကထားပြီးတော့ပြောတာများတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီဘက်ကျွန်တော် trade ဆက်တဲ့အကြောင်းတွေပြောခင်မှာဒီဘက်ကျွန်တော် trade ခဲ့တဲ့ trade မှာတစ်ပတ်အတွင်းကျွန်တော် win rate ဘယ်လောက်ထိရခဲ့လဲဒါကတော့နည်းနည်းကြွားတဲ့ post တွေမှာပါတယ်ပေါ့နော်ဘာလို့ကြွားတဲ့ post ဆိုတော့အရင်လတွေတော့အရင်ဘက်တွေတော့ပုံမှန်မြက်နေပြီမဲ့ win rate ဆိုတာထက်ပေါ့နော် percent gain ကအရင်နည်းမှာပြောမှဆိုရင်တော့ဒါတချို့ဘက်တွေဆိုရင်ဒါ50%လောက်ထိ gain တယ်တချို့ဘက်တွေဆိုရင်30%လောက်ဒါပေမဲ့အဲ့တော့ကျွန်တော်ပုံမှန် risk management သွားနေတဲ့ပုံစံဆိုတော့ပုံမှန် trade နေကြပုံစံဆိုတော့ကျွန်တော်ရဲ့ capital အများကြီးပြောမလဲရုံးမြရသွားတာမရှိဘူးပေါ့နော်ဒါပေမဲ့ဒီတစ်ပတ်တော့ကျွန်တော် high risk ပုံစံသွားခဲ့တယ် high risk ပုံစံသွားခဲ့တဲ့အခါကျတော့ဘယ်လိုမျိုး high risk ပုံစံသွားလဲဆိုရင်ပြီးခဲ့တဲ့first trade ပေါ့ဥပမာဆိုရင်ဒီတစ်ပတ်စထွက်တဲ့ဒီ first trade ကရတဲ့အမြတ်တွေကိုကျွန်တော်ဘာလုပ်လဲဆိုရင်ပြန်ရင်းနေပေါ့အရင်တော့ဆိုရင်ကျွန်တော်လုပ်တဲ့ပုံစံက risk reward 1 show 5ရဆိုရင်ပုံမှန် risk ကိုဘာလုပ်ကြလဲ9စားရဲ့တစ်ဆောက်ပဲပြန်ရင်းပြီးအလုံးလုပ်တယ်ဒီပတ်တွေမှာကျွန်တော်အဲ့ဒီပုံစံအတိုင်းမလုပ်ဘဲနဲ့ကျွန်တော်ကဘာလုပ်လဲဆိုရင်ပြောမလဲ3ပုံတစ်ပုံလောက်ကိုတော်တော်ရင်းလိုက်တယ်ဒါကြောင့်ကျွန်တော်1000ညံ့လိုက်ဆိုတော့1000မဟုတ်ဘဲနဲ့ကျွန်တော်ဒေါ်လာ300တော်တော်ရင်းနေဆိုတော့ percentage ရအများကြီးပါလို့ဆိုရင် gain တော့ပေါ့နော်ဒါကပွင့်လင်းပြောမယ်ဆိုရင်တော့အဲ့လောက် profit အများကြီးတက်သွားတယ်ဆိုတဲ့အကြောင်းရင်းကတော့ရှင်းပါတယ်ပြောမလဲကျွမ်းကျင်မှုလို့ပဲပြောမှာပေါ့နော်ကျွမ်းကျင်မှုနဲ့အတွေ့အကြုံပဲပြောမှာပေါ့ကျွန်တော် trade တွေမှာအဓိကဘာလို့လဲဆိုရင်ပြောလို့ risk to reward ပေါ့တော့ reward risk များလာရင် reward ကပိုပြီးများလာတဲ့သဘောပဲကွာဆိုတော့ဒီဘိုင်းမှာပဲဒါထူးထူးခြားခြားပြောင်းလဲသွားတာမဟုတ်ဘူးเนาะဒါပေမဲ့ဒီဗီဒီယိုမှာကျတော့ဒီကြောင်းအောင်ပြောလိုက်တဲ့အရာတစ်ခါတော့အမှန်တရားလည်းဖြစ်သွားစေတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တစ်ခါမှတစ်ပတ်အတွင်းမှာအလောက် percent နဲ့အများကြီးတိုးလာအောင်ဘာလို့ဆိုလဲမလုပ်ခဲ့ဘူးဒါပေမဲ့ဒီဘက်မှာတော့ကျွန်တော် percent နဲ့အများကြီးတိုးခဲ့ကျွန်တော် trading day ဒီကျွန်တော်ဒီတနင်္လာနေ့ကျွန်တော်ဘာလို့ဆက်ဆိုရင်တောက်ကြနေကျွန်တော်မ trade တောက်ကြနေကျွန်တော်မ trade တော့ဆိုတော့ကျွန်တော်တနင်္လာနေ့ကြာတော့ပြီနေ့၄ရက်တောင်မှကျွန်တော် trade တယ်၄ရက်လုံး winning straight ဖြစ်တယ်အဲ့မှာနေကျွန်တော် profit တော်တော်လေးဘာလို့ဆိုလဲရသွားတော့ပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ဘယ်လောက်ထိ profit ရခဲ့တာလဲဆိုတာလေးကိုကျွန်တော်မှတ်တမ်းအနေနဲ့share လုပ်တာပါတယ်ဒါက live လုပ်ဖို့အတွက်ပြောတာမဟုတ်ဘူးเนาะ live လုပ်တော့ပြောတာမဟုတ်ကျွန်တော်မှတ်တမ်းအနေနဲ့ပဲ share လုပ်တာပါခင်ဗျားတို့အနေနဲ့လေ့လာနိုင်တာကျွန်တော် Babylon trading မှာခင်ဗျားတို့ဒီလေ့လာနိုင်တဲ့အပိုင်းရှင်းလေးပါပဲ education ကလေ့လာပါဟုတ်ပြီเนาะကျွန်တော်ဘယ်လိုမျိုး aggressive setting လိုက်ပြီး trade တဲ့အတွက်အကြောင်းလေးလေ့လာနေဟုတ်ပြီလားဒါတွေအားလုံးကကိုယ့်ရဲ့ဘာလို့လဲအတွေ့အကြုံကျွမ်းကျင်မှုနဲ့ဒါပေါင်းဆက်လာတဲ့ချိန်ကျရင် trader တွေအားလုံးဘာလို့လဲရနိုင်တဲ့ပုံစံမျိုးပေါ့တချို့တော့ trader တွေတွေးတာမျိုးရှိတယ်ဒါမျိုးကမဖြစ်နိုင်ဘူးဆိုတော့ဒါကတော့သူတို့အသွေးပဲပေါ့နော်သူတို့အသွေးမှာတော့သူတို့ကတော့မဖြစ်နိုင်လို့တွေးရင်တော့ဒါမဖြစ်နိုင်ဘူးပေါ့ကျွန်တော်ကတော့ရနိုင်တယ်လို့တွေးတာဖြစ်တဲ့အတွက်ဒါတော့ရနိုင်တဲ့အရာလေးပဲပေါ့ဆိုတော့ဒါပါပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဘယ်လောက်ထိ gain လာလဲပေါ့နော်ဘယ်လောက်ထိ profit ရလာလဲဆိုရင်ဒီမှာပေါ့နော်ဒါကျွန်တော်ရဲ့ dashboard ကဟာကိုကျွန်တော် screenshot ပဲရလိုက်တယ်ပေါ့နော်အကုန်လုံးတော့တူတယ်မပြတော့ဘူး percentage ကောင်းနေတယ်ကျွန်တော်မပြတော့ဘူးပေါ့နော်ဒါကတော့ကျွန်တော် trade တဲ့ trade တွေမှာ win rate ရတယ် trade တွေကအရင်များတာတော့မဟုတ်14ကြောင်းလောက်73ကြောင်းလောက်14ကြောင်းလောက်မသိကျွန်တော် trade ခဲ့အဲ့တမှာကျွန်တော် win rate က58.6%ဝင်ချင်ပဲရှိတယ်60%လောက်မပြည့်ဘူးဆိုတဲ့ date ပဲပေါ့နော် win rate ကဒါပေမဲ့ကျွန်တော် daily နဲ့ဒီ weekly မှာ gain သွားတဲ့အမြတ်ရတဲ့အမြတ် profit ကကျွန်တော်ပြန်မလားဒါပြန်အမြတ် daily မှာဆိုရင်ဒါ92%လောက်ထိကျွန်တော်ဘာလို့ဆိုလဲ profit ထွက်သွားပြီးတော့weekly ပေါ့92တော့ daily ကဒါသူရေဘူးရတွက်ပြတဲ့ပုံစံပေါ့နော်ဒါပေမဲ့တချို့ရက်တွေမှာကျတော့ပို့ပြီးများတယ်ပေါ့နော်ဒါပါ
the weekly ဒါတစ်ပတ်လုံးမှာဆိုကျွန်တော်1264 65လို့ပဲပြောပါတော့9.90.9ရှင်းဆိုတော့ဒါလောက်ကျွန်တော်ကျွန်တော် profit ထွက်သွားခဲ့တယ်ပေါ့နော်ဆိုတော့ဆိုပါဒါကကျွန်တော်ရဲ့ account တစ်ခုတည်းက capital ပေါ့နော်ဆိုတော့ကျွန်တော် account တစ်ခု trade နေဆိုတော့ဒါ account တစ်ခုတည်းက capital account တစ်ခုတည်းလို့ကျွန်တော်တွက်ထားတဲ့ဟာပေါ့အခြား account ဟာတော့ကျွန်တော်ဘာလို့ဆိုလဲဟိုဒီထဲမှာဖော်ပြထားတော့မရှိဘူးဒါကကျွန်တော် main account အနေနဲ့လုံးလုံးနေတဲ့ trade ရဲ့ဘာလို့ဆိုလဲ capital ဆိုတော့ main account အနေနဲ့ trade capital မှာဒီ profit ရသွားတဲ့ပုံစံပေါ့နော်ဆိုတော့ဒါကတော်တော်လေးကိုများတဲ့ပမာဏတစ်ခုပေါ့နော်ကျွန်တော်အတွက်ပြောတာနော်တခြားလူတွေတော့မဟုတ်ကျွန်တော်အတွက်ဘာလို့ဆိုတော့ကျွန်တော်တစ်ခါမှတစ်ပတ်အတွင်းမှာအဲ့လောက် percentage gain percentage အများကြီးပါလို့ဆို capital ရဲ့အများငွေအများကြီးပါလို့ဆိုတက်သွားတစ်ခါမှမလုပ်ခဲ့ဘူးပေါ့နော်ပုံမှန်လေးပဲကျွန်တော် trade နေတာtrade တဲ့ပုံစံပေါ့နော်ဒါပေမဲ့ဒီဘက်တော့ကျွန်တော် high risk ပုံစံတွားတယ်နည်းနည်း aggressive ပုံစံကျွန်တော် trade တယ်aggressive ပုံစံ trade တယ်ဆိုတာခုနကကျွန်တော်ပြောကျွန်တော်တို့ capital နဲ့ trade တဲ့ငွေတွေမဟုတ်ဘူးနော်ဘယ်နေ့ကျွန်တော် trade တယ်လဲဆိုရင်ခုနက one trade လိုက်တယ်အဲ့ဒီအမြတ်ရလာတယ်အဲ့အမြတ်ကနေပဲပြန်ပြီးတော့ပါလို့တယ်ထပ်တူရင်းလာတဲ့အရင်းတွေပေါ့နော်ဆိုတော့အဲ့ရင်းနဲ့ profit ဆိုတော့ဒါနည်းနည်းချင်းပါလို့တယ်တိုးတက်သွားတဲ့ပုံစံပေါ့ထားပါဒါကကျွန်တော် profit ရခဲ့တဲ့ပုံစံပြောပြတာလက်ရှိတော့ကျွန်တော်ဘယ်လိုမျိုး trade ခဲ့လဲဆိုတော့ trade setup ကိုအရင်ဆုံးရှင်းပြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ဘယ်လို trade ခဲ့တယ်လဲဆိုတော့ trade setup အကြောင်းမပြောပြခင်မှာsorry ဒီချက်ကကျွန်တော်ဒီမှာခင်ဗျားတို့အရင်ဆုံးပြပေးမယ်ပေါ့နော်ဒီချက်ကတော့တချို့ချက်တွေကတော့ကျွန်တော်ခင်ဗျားတို့ social media မှာလည်း share လုပ်ပါတယ်ဒါဆိုရင်ဒါကျွန်တော် social media မှာ share လုပ်တဲ့ trade ပုံစံပေါ့နော်ဒါက HAU မှာဒါတနင်္လာနေ့တည်းကျွန်တော် trade ပြီးတော့အယောင်းဝယ်လုပ်ခဲ့တဲ့ trade setup ပုံစံပေါ့ဒါတော့ကျွန်တော် account တစ်ခု trade တယ်ဒါတော့ main account trade တယ်ဒါတော့ဒါကျွန်တော်တခြား account တွေပါဆက် trade နေတဲ့ trade ပေါ့နော်ဆိုတော့ဒီ main account မှာတော့ကျွန်တော် total မပြထားဘူးပေါ့နော်ဒါပေမဲ့ဒီမှာတော့ကျွန်တော်ပြထားတဲ့ကြောင်းပဲရှိတယ်ဒါတော့ကျွန်တော်နှစ်ကြောင်းမဟုတ်ကျွန်တော်နည်းနည်းအများကြီးဝင်တယ်တချို့ကလည်းကျွန်တော်အစောပိတ်လိုက်တာတွေရှိတာဆိုတော့ဒါပါတော့ကျွန်တော်ဒီ trade ကိုကျွန်တော်ပြောထားပါတော့အဲ့တော့လက်ရှိဒီ trade setup ပုံစံလေးအကြောင်းအရင်ဆုံးကျွန်တော်ရှင်းပြမယ်အဲ့ဒီ trade တွေကဘာဖြစ်သွားလဲဆိုတော့ဒီ market behavior ဖြစ်သွားပါတော့ဒီဘက်ပိုင်းမှာတော့မဟုတ်တော့အဲ့တော့ကျွန်တော်အများနဲ့ပြောသလိုပေါ့နော်ခမရမှာဒါကကျွမ်းကျင်တဲ့ skill set တစ်ခုရှိလာပြီဆိုရင်ခမရဒီကွက်တစ်ခုမှာဘယ်လိုမျိုးငွေရှာရမလဲဆိုတာဘာလို့လဲသိသွားလိမ့်မယ်ပေါ့နော်တခါကျရင်တချို့လူတွေအရင်ကောင်းတယ်သူတို့အတွက်ကောင်းတာလေခမရအတွက်ကောင်းတာမဟုတ်တာခမရသူတို့ရဲ့ strategy ရဲ့အလုံးလုံးတဲ့ပုံစံဒီ strategy ကိုဘယ်လိုအသုံးချရမလဲဆိုတော့ဒီအတွေ့အကြုံတွေမှာခမရမှာမရှိသေးဘူးဆိုရင်ခမရကလည်းဘာလို့လဲဆိုရင်လုံးဝကျွန်တော်ပါဆိုဒီ trading ကနေ profit ငွေမရှာနိုင်ဘူးကွာသဘောတရားဟုတ်ပြီလားအဲ့တော့ကျွန်တော်လေ့လာမယ်အပိုင်းကြီးအဓိကတော့ strategy ပဲလေ့လာပါနေ့စနစ်ကိုလေ့လာအဲ့နေ့စနစ်ကိုနဲ့အသားကျသွားအောင်ဟိုပြောမလဲအချိုးသားကြီးပေါ့ဒါဆိုရင်ခင်ဗျားကိုယ်တိုင်အခွင့်အလမ်းလေးဘယ်လိုချားမလဲသိသွားလိမ့်မယ်ဒါက newbie trader တွေမေးတဲ့ပုံပေါ့နော်ကွန်ပျူတာမှာပြင်တဲ့တက်မယ်ဆိုတော့တစ်ပတ်ကို trade setup ပဲနဲ့ကြောင်းချနိုင်ပါလဲကျွန်တော် signal စာပေးနေမှာမဟုတ်တာ trade setup ပဲနဲ့ကြောင်းချနိုင်မယ်ဆိုတော့အမခံချက်မျိုးကျွန်တော်မပေးဘူးရဲ့ဒါပေမဲ့ခင်ဗျားကျွန်တော်ပြောတဲ့နေ့စနစ်ကိုကျွမ်းကျင်မှုရှိသွားတယ်ချင်းကတ်တက်လာမယ်အသုံးချတက်လာမယ်ဆိုရင်ခင်ဗျားအခွင့်အလမ်းတွေအများကြီးချတက်သွားလိမ့်မယ်အဲ့အခွင့်အလမ်းတွေအများကြီးကကျွန်တော်ကြိုက်တဲ့ market ကိုယူပြီးလိုက်ချ market အားလုံးမှာလိုက်ချမှာမဟုတ်တော့ကျွန်တော်ပြောတော့ currency pair တစ်ခုတည်း trade တယ်ရွှေ market တစ်ခုတည်း trade တော့တချို့ဘက်တွေကျွန်တော် trade ချက်တဲ့တွေအများကြီးရတယ်ဒါဆိုကျွန်တော်ကြောင်းလိုက်ဆိုအဲ့ဒီခွင့်အလမ်းသိတယ်သူတို့ဘယ်လိုမျိုးရှာမလဲဆိုတဲ့အပိုင်းပေါ့နော်ထားပါဒါကကျွန်တော်ရေးပြရပြောပြအဲ့ကြောင့်အခွင့်အလမ်းချတဲ့ကိစ္စတစ်ခုကလူနဲ့ဆိုင်သွားတယ်ရဲ့ကိုကဒီနေ့စနစ်ကိုအသုံးချနိုင်မယ်ဆိုရင်ကျွန်တော်အခွင့်အလမ်းကိုဘယ်လိုမျိုးရှာရမလဲကျွန်တော်ပါတယ်လေသိသွားနိုင်မယ်ဒါရေရိုးရှင်းရှင်းလေးပဲပေါ့နော်ဆိုတော့ဒါကပြီးခဲ့တဲ့ဘက်ကဖြစ်နေတဲ့ market တက်လာရင် uptrend structure ပေါ့ရေဘူးရအပြင်ကျွန်တော်တို့တွေးပြီးမယ်ဆိုတော့ဒီဘက်က higher low တနာရဲ့ဒီ higher low စာဖို့ market break out ဖောက်တာပေါ့နော်ဒါဆို channel နဲ့ break out ဖောက်တော့ lower low lower high ပြန်ပြီးသွားရင်ဈေးတီကျသွားမယ်ဆိုတဲ့အပိုင်းပေါ့နော်ဒါကိုကျွန်တော်တို့ price action structure ရကျွန်တော်ပြောမလဲချင်းကလိုက်တဲ့ခါကျတော့ဒီခုတည်းနဲ့ကျွန်တော်တို့ပါတယ်ခုနပြောလို့ lower low high ဆိုရင်ကြားရမယ်ဆိုအကြားမယ်တခုတည်းတော့ကျွန်တော်စဉ်းစားလို့မရဘူးလေအဲ့ level မှာဘာလို့ကြားမလဲဆိုတော့ reason မျိုးရှိဖို့လို့အဲ့ဒါပေါ့နော်ဒါပေမဲ့ဒီ level မှာပြန်ကြည့်မယ်ဆိုဒီက higher low support level ဒီကောင်ဖောက်ထွက်လာဒီ shadow နဲ့ဖောက်ထွက်လာအဲ့လို shadow နဲ့ဖောက်ထွက်လာဖြစ်တဲ့အတွက်ဒါက basic knowledge ပေါ့နော်ကျွန်တော်အရင် video တွေမှာလည်း share ရှင်းပြနေကြ knowledge ပဲဒီဘက်က higher low level ကိုဒါ break out ဖောက်ထွက်လာဖြစ်တဲ့အတွက်ဈေးကွက်ရဲ့တဘောတရားဆိုရင်ဒါ lower low ဒါ lower high မှာပြီးသွားရင်ဈေးကြီးပြန်ကျသွားမယ်ပိုင်းပေါ့အဲ့လိုအချိန်မှာကျွန်တော်တို့ဘယ်လိုမျိုးရှင်းကတ်တယ်လဲဆိုရင်ဥပမာဆိုဒီဘက်က lower low ဒါ break out ဖောက်တဲ့ level ကိုသူက shadow နဲ့ဖောက်ထွက်သွားပြန်တက်တာဒီ body နဲ့ close right ဖြစ်သွားတယ်အဲ့တော့ body နဲ့ close right ဖြစ်သွားဖြစ်တဲ့အတွက်ဒီ body အပိတ်ဈေးဒီဘက်ကဒီအပိတ်ဈေးရဲ့အောက်မှာ market ဒီ break out ဖောက်တာမဟုတ်အဲ့ဒီအတိတ်ပဲအတိတ်ပဲလေဆိုရင်အဲ့လိုမျိုးပေါ့ previous ကအနှိမ့်ဈေးတွေ level ကိုဖောက်ကျလာတယ်ဒါပေမဲ့အဲ့ဒီ level မှာ body နဲ့မဖောက်ထွက်တာမျိုးဆိုရင်ဈေးကွက်တဲ့ body ကဘာဖြစ်လဲဆိုရင်
တကယ်ဖောက်ထွက်တာမျိုးမဟုတ်တယ်ဒါတေချာအောင်ကျွန်တော်ကပါတယ်လဲဆိုရင် lower stretcher မှာထပ်ဆင်းပြီးကြည့်တယ်ဥပမာဆို lower stretcher 15မိနစ်လောက်ကိုကျွန်တော်တို့သွားကြည့်တဲ့အချိန်ကျရင်သူရဲ့ look ကပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့နော်ဘယ်လိုမျိုးရှင်းရှင်းလင်းလင်းမြင်ရတယ်ဆိုရင်အခုဒီမှာကျွန်တော်ပြတဲ့ lower stretcher မှာ lower stretcher ရဲ့15မိနစ်ရဲ့ဒီဘက်က support level တကူသူဘာလို့လဲဆိုရင်ကြာလာမှပဲဒီ body ပိတ်ထားတဲ့ level တကူသူရှင်းရှင်းလင်းလင်း market body နဲ့ဖောက်ဆင်ကြတာမဟုတ်တဲ့ခါကျဒီဘက်က15မိနစ်မှာလည်းဒီ trend stretcher ဒီလုံးလာရချိန်သွားဆိုရင်အဓိပ္ပာယ်မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်နေတော့အဲ့လိုအဓိပ္ပာယ်မဟုတ်နေဖြစ်တဲ့အဓိပ္ပာယ်ဆိုတော့ကျွန်တော်တို့ကဒါတခုတည်းယူဆတာမဟုတ်ဘူးเนาะအဲ့မှာ market ဘာလို့လဲဆိုရင်ဒီမှာဒီ lower high level တွေ break out ဖောက်တော့တက်ဘက်ကိုတက်မယ်ဒါဆိုကျွန်တော်ဒီ level လောက်ကနေဈေးကွက်တွေပြန်ရောင်းလို့ရမယ်လို့ကျွန်တော်တွေးထားဒါကချွေတူတော့အများကြီးမရှင်းပြတော့ဘူးเนาะဆိုတော့အရင်ဗီဒီယိုတွေမှာလည်းဒီချောင်းတွေကပြောနေကြဆိုတော့ပြင်မလားအဲ့ဒီ level တွေကိုသူဘာလို့လဲ break out ဖောက်တဲ့အဲ့နေတယ်ပေါ့เนาะဒီ market ကိုကျွန်တော်တို့ဘာလို့လဲဆိုရင်ကျွန်တော်ကြည့်ရ market တွေမှာဈေးကွက်ဘာလို့ဆိုရင်စပြီးတော့ higher high ဒီပါဆိုရင် higher လို့ပြန်လာဟုတ်နော်အဲ့တော့ဒီ15မိနစ် stretcher မှာလည်းသဘောတရားကောင်ဈေးကွက်တွေအနေငယ်အတက်ဘက်ကိုတက်မယ်ဆိုတော့ကျွန်တော်သိတော့5မိနစ် stretcher တော့ကြည့်မယ်ဆိုတော့လာရချင်းနဲ့ information ပေါ့ထုံးစံတိုင်းကျွန်တော်တို့က indicator တွေမသုံးတဲ့အခါကျတော့ indicator ရဲ့ information မကြည့်ဘူးပေါ့အဲ့တော့ဒါက chat ပေါ့ဒါက chat က data ပြောလို့ဆိုကျွန်တော် chat ကို data ကြည့်တတ်ရင်ပြောမှာဆိုရင် indicator တွေထပ်ပို့ပြီးတော့ information ပြရရင်ဆိုတော့ကျွန်တော်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက် lower high ကို break out ဖောက်လိုက်တဲ့ကျွန်တော်ဘာလုပ်တယ်လဲဆိုရင်သူ့ကိုလိုက်ပြီးတော့ဝယ်ဖို့အတွက်ဒီမှာစောင့်နေဒါပေမဲ့ဝယ်ဖို့အတွက်ကျွန်တော်အောက်ဘက်မှာစောင့်နေဆိုတော့အခွင့်အလမ်းမရလိုက်ဘူးအဲ့တော့ market ဒီတဝိမှာကျွန်တော်လွတ်သွားတယ်အဲ့တော့ဒီတဝိမှာကျွန်တော်လွတ်သွားတယ်ဆိုတော့အစောပိုင်းကာလတုန်းကဈေးကွက်တစ်ခုကဒီအတက်ဘက်ကိုလုံးဒီတက်သွားမယ်လို့ကျွန်တော်တွေးထားတာမျိုးမဟုတ်ရဲ့စောပိုင်းကဒီ level လောက်ကနေဈေးကွက် rejection ဖြစ်သွားရင် market ဒီပြန်ကျမယ်လို့ကျွန်တော်တွေးထားပါတော့ဒါပေမဲ့သူတက်လာတဲ့အားက5 minute structure မှာတက်လာမှန်ပေမဲ့တော့နည်းနည်းလေးအားက strong ဖြစ်တဲ့ထဲမှာပါတယ်ဟုတ်နော်ဒီတက်လာ strong ဖြစ်လာအားထဲမှာပါတယ်အခါကျတော့ဈေးကွက်တော်တရားဈေးကွက်ဒီlower structure information ကဝယ်လို့အားများလာတယ်ဒါပေမဲ့ဒီဘက်က H1 ရဲ့ resistance major resistance ကိုသူဖောက်ထွက်တာတော့မဟုတ်ပေမဲ့အဲ့ဒီမှာဝယ်လို့အားများလာတဲ့ information အပြင်မှာဒီမှာလာပြနေတဲ့ information ပေါ့ဆိုတော့ဒီမှာလာပြနေတဲ့ information ကဈေးကွက်ကတူဒီပါဆိုရင်အကြဘက်ကိုဆက်သွားမှာမဟုတ်ဘဲနဲ့သူတို့ဒီ step ဘက်ကိုဆက်သွားမယ်ဆိုရင် information ပြတယ်ဒါရုပ်ဘယ်လိုမျိုးသိထားလဲပေါ့နော် major resistance ကိုလည်းမဖောက်ထွက်နေဘဲနဲ့ဒီ trend structure ဘယ်လိုမျိုးအတက်ဘက်ကိုသိမလဲဆိုရင်တနည်းအားဖြင့်ဆိုဒါဒီ market structure ရန်သိရပေါ့ market structure တွေဒီဆောက်တဲ့ပုံစံရဆိုရင်ကျွန်တော်ကဈေးကွက်ကတစ်ဖက်လာရောက်ပြန်လဲသွားနိုင်တာလားတော့မဟုတ်သူတို့ဒီဆက်လက်ပြီးတက်သွားမှာလားဆက်လက်ပြီးကျသွားမှာလားဆိုတော့ information တွေမှာ market structure confirm လုပ်နိုင်တယ်ဒါက basis option ပေါ့ဒုတိယ option ကဒီကျလာတဲ့ structure ဒီဘက်ကstructure တွေ break out ဖောက်လို့ကျလာဆိုကြပါစို့ကျလာတဲ့ structure ဆိုဒီ level ဒီဝင်ချက်တွေဒါတနည်းအားဖြင့်ဆို key zone လို့ခေါ်တယ်တနည်းအားဖြင့်ဆို supply zone ပေါ့ supply zone ဈေးကွက်တွေရောင်းလို့အရင်များနေတဲ့ level ဆိုတော့ဈေးကွက်ကအနေနဲ့တစ်ခုဆင်းသွားပြီးပြန်တက်လာကမှရောင်းလို့အများနေတဲ့ level တစ်ခုကိုသူက rejection ဖြစ်ပြီးတဲ့ market အောက်ကိုပါဆိုတော့ထိုးကျသွားလို့ရှိတယ်ဒီမှာတော့သူကအဲ့ဒီ zone ကို reject လာတယ်ဒါပေမဲ့ rejection ဖြစ်သွားတာမဟုတ်ဘူးနဲ့ဖောက်ထွက်သွားတာ major resistance ကိုတော့မဖောက်ထွက်ပေမဲ့ဒီ supply zone ကို market ဘာလို့လဲဆိုရင်ဖောက်ထွက်သွားတဲ့ information ကဈေးကွက်ဒီမကျနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်လာဒါပေမဲ့ဈေးကွက်ဒီမကျနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မှာဈေးကွက်တက်သွားမယ်ဆိုရင်ချက်ချင်းတက်သွားမှာဆိုတာမဟုတ်ဘူးเนาะဈေးကွက်ရဲ့သဘောတရား higher high ဖြစ်ဖြစ် higher လို့ပြန်လာမျိုးပဲ structure တွေဒီအမြဲတမ်းတည်ဆောက်တယ်အဲ့တော့အဲ့ဒီတည်ဆောက်လာတဲ့အချက်မှာဒီ structure ရဲ့ information ကျွန်တော်နားလည်တယ်နားလည်တဲ့အခါမှာဒီ structure ပဲချိန်မှာပြီးမယ်လဲနားလည်တဲ့အခါဆိုကျွန်တော်ဒီ trade ကိုဒီ level မှာအကြောင်းကိုလုပ်ခဲ့ဒါကခုနကကျွန်တော်ခင်ဗျားတို့ကိုပုံမှာပြလိုက်တဲ့ဟာပဲပေါ့เนาะဒီပုံမှာကျွန်တော်ပြလိုက်တဲ့ဟာပဲဒီရာဒီဆိုတာ23ရက်နေ့ကကျွန်တော် screenshot ရိုက်ထားတယ်ပုံပေါ့နော်အဲ့ဒီ level မှာကျွန်တော်ပေါင်းသလိုက်အရောင်းဝယ် entry ဝင်တယ် entry ဝင်ဒီ structure လေးမှာ breakout system နဲ့ကျွန်တော်နောက်တစ်ချိန် entry ထပ်ပြီးတော့ပါလို့ဆိုလဲဝင်ပြီးတော့ market ကိုပါလို့ဆိုလဲ follow လိုက်တဲ့ပုံစံဒါကတော့ကျွန်တော် lower structure မှာလုံးဝပါလို့ဆိုလဲ detail ပြထားတဲ့ဟာပေါ့နော်သူရဲ့ time frame ကိုလည်းကြည့်ပေါ့ time frame ကလည်း1 minute မှာကျွန်တော် semi trade ထားတဲ့ဟာပေါ့ဒါတော့လုံးဝကျွန်တော် risk ကိုအများကြီးတော့ short ပြီးတော့ trade ခဲ့တဲ့ trade setup ပုံစံပေါ့နော်အဲ့တော့အဲ့ trade မှာကျွန်တော် risk to reward ဒီတော်တော်လေးပါလို့ဆိုလဲရလိုက်တယ်ပေါ့နော် risk to reward တော်တော်လေးကောင်းခဲ့တဲ့ trade က risk to reward တော်တော်လေးကောင်းခဲ့တဲ့ profit ကလည်းတော်တော်လေးရခဲ့အောင်ဆိုတော့ဟုတ်ပြောမလဲတော်တော်လေးကောင်းတဲ့ winning setup ကိုဖြစ်လာပဲပြောမယ်ဆိုရင်ဟုတ်ပြီနော်ကျွန်တော်ဒီလိုမျိုးဖြစ်တာဆိုတော့ကျွန်တော်ဒီအောက်ကဝယ်တဲ့ trade က127တင်တယ်7က8လောက်မသိဘူးအဲ့လိုပုံနေဆိုတော့ကျွန်တော်နှစ်ကြောင်းလောက်ကကျွန်တော်16လောက်မသိရဆိုတော့အဲ့လောက်ကိုကျွန်တော်ပါဆက် profit ရသွားတယ်ပေါ့နော်အဲ့တော့ profit ရသွားတဲ့အခါကျတော့ဒီ trade setup ပုံစံဆိုတာအဲ့ပုံစံတိုင်းကျွန်တော် profit တက်သွားခဲ့တယ်ဆိုတော့အဲ့လို profit တက်သွားတဲ့အချိန်မှာနောက်တစ်ဝေးရောက်တဲ့အချိန်ကျကျွန်တော်အလုံးမလုပ်တော့ဆိုတော့ဒါကဘာလဲဆိုရင်ခင်ဗျားနေစနေတစ်ခုတည်သွားတဲ့အချိန်ကျရင်
ခင်ဗျားဒီစနစ်ကဘယ်ချိန်မှာအလုပ်လုပ်တင်တာပိုကောင်းတယ်ဘာလို့ဘယ်ချိန်မှာအလုပ်လုပ်တင်တာပိုကောင်းလဲဆိုရင်ခင်ဗျားမှာ strategy ရှိလာကျွန်တော်ဒီ strategy ကိုမြင်ညာပြီး strategy ဘယ်လိုပုံစံတည်ဆောက်နေရလဲဘယ်လိုပုံစံ confirmation ပေးနေရလဲ information ပေးနေရလဲဒါအောင်ခင်ဗျားနားလဲနိုင်တာဖြစ်တဲ့အတွက်မလို့ဒီဘယ်ချိန်မှာအလုပ်လုပ်ရတယ်ဘယ်ချိန်မှာအလုပ်လုပ်မရတယ်ဆိုတော့ခင်ဗျားပါစေဒီဘောပေါင်းနိုင်တယ်ဟိုကျွန်တော်တော့ market step by step အကုန်လုံးကျွန်တော် follow line နဲ့ trader တော့မဟုတ်ဘူးเนาะဒါပေမဲ့အဲ့ structure ပြီးသွားတဲ့နောက်ပိုင်းကျွန်တော်တိတ်ပြီးတော့ market ပါစေအယောင်းဝင်တိတ်မလုပ်တော့အဲ့တော့အယောင်းဝင်တိတ်မလုပ်တဲ့အချိန်မှာကျွန်တော်ဒီမှာထပ်ပြီးစလုပ်တယ်ပေါ့နော်ဒီမှာထပ်တောက်ဆိုဒီပြန်ကျလာ rate မှာကျွန်တော်အယောင်းဝင်မလုပ်ခဲ့ဘူးကျွန်တော် AC ပဲနေခဲ့တယ်နောက်ထပ် terrain ရောက်တဲ့ခါမှာကျွန်တော်စပြီးတော့အလုပ်လုပ်တယ်ပေါ့နော်နောက်ထပ် terrain ကတော့တနည်းအားပြောမယ်ဆိုရင် base structure လဲဆိုရင်ဒီ level ဟုတ်နော်ဒီ rate မှာကျွန်တော်လုပ်ခဲ့တာတကယ်တော့ကျွန်တော်ဒီ rate မှာက structure အကြီးကိုစဉ်းစားခဲ့တာပေါ့နော် structure အကြီးကိုစဉ်းစားပြီးတော့ကျွန်တော်ဒီ level မှာဝယ်ခဲ့တာကျွန်တော်ဝယ်တဲ့ trade ကရှုံသွားတယ်ကျွန်တော်ရှုံသွားတော့ကျွန်တော်နားလိုက်တယ်ဘာမှထပ်မလုပ်တော့ဘူးเนาะအဲ့မှာကျွန်တော်ဝယ်ခဲ့တဲ့ rate မှာပဲကျွန်တော်ပြန်ရောင်းခဲ့တဲ့ range ရှိတယ်အဲ့ကြား level ဒီမှာကျွန်တော်ပြန်ပြီးတော့ market ကိုဘာလို့လဲရောင်းခဲ့တာပေါ့เนาะကျွန်တော်ဘယ်လိုမျိုးရောင်းခဲ့ရလဲဆိုရင်ကျွန်တော်ဒီ structure ဇုံလေးမှာကျွန်တော် confirm လုပ်ပြီးတော့ trade ကိုဘာလို့လဲအရောင်းဝယ် entry ဝင်ခဲ့တာဆိုတော့ကျွန်တော်ဒီ trade ကိုဒီလိုမျိုး entry ဝင်တယ် stop loss ကလည်းအတော်လေးကိုနည်းပါတယ်နည်းပြီးတော့ကျွန်တော်ပြန်ရလာဒီ out structure ရဲ့ဒီ level ဆိုတော့ဒီလိုပုံစံနဲ့ဒီ trade ကိုနောက်တစ်ချိန်ကျွန်တော် profit ထွက်တယ်အဲ့တော့ market တွေအများကြီးအလုပ်ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်ခုနပြောလို့ပဲအချိန်ပြည့်အလုပ်လုပ်မရအောင်ကွာတဘောတရားတင်မလားအဲ့တော့ကျွန်တော်တို့နီလန်နဲ့ဘောင်နဲ့ဝင်လာတဲ့ trade တွေပဲချတယ်ဒီ trade မှာဆိုကျွန်တော်ဒီမှာနားလိုက်လို့ပေါ့နော်မနားလိုက်ဘူးဆိုတော့ market ကဟိုကျွန်တော်ကိုအတော်လေးငွေရှာပေးနိုင်တဲ့ trade setter တစ်ခုဖြစ်မှာပေါ့နော်ဘာလို့ဆိုတော့ market အများကြီးထိုးချသွားတာဒါပေမဲ့ကျွန်တော်အဲ့ဒီကတိတ်ပြီးတော့အဲ့ချက်ကိုမတွက်ထားဘူးပေါ့နော်မတွက်ထားဆိုတဲ့အကြောင်းကြီးကကျွန်တော်ဒီအောက်မှာပြင်တော့အဲ့ချိန်အဲ့ market ဖြစ်နေအနေထားကကျွန်တော်ဝယ်ဖို့အတွက်အခွင့်အလမ်းရှိနေတယ်အောင်ဆိုတော့ကျွန်တော်ဒီအောက်မှာတွားပြီးဝယ်ရမယ်ဆိုတော့ဝယ် order ဖွင့်လာတဲ့အခါကျတော့ဒီပြန်ကျလာ market range မှာကျွန်တော် profit ရပြီးတော့ဒီအဝယ်ဖွင့်လာ trade မှာကျွန်တော်ဒီအောက်မှာထားတဲ့အခါကျတော့ကျွန်တော်ရှုံးသွားတယ်ဒါဒီ trade မှာကျွန်တော်ရှုံးတဲ့ trade ပေါ့နော်အဲ့ trade ကိုရှုံးလာတယ်ကျွန်တော်နောက်တစ်ရက်ဖူသွားတယ် market မှာကျွန်တော်ဘာမှလုပ်လို့မရဘူးဘာမှလုပ်လို့မရဘူးဆိုပေမဲ့ဒါကကျွန်တော်မ trade တာတော့မဟုတ်ဘူးเนาะဒီမှာဒီ structure လေးဖြစ်တဲ့ information မှာကျွန်တော်စပြီးတော့ trade လာဒီ trade မှာကျွန်တော်စပြီး trade set တစ်ခုပြင်ရဒါတွေအားလုံးကဒီတစ်ပတ် trade set တော့များက9မိနစ်10မိနစ်လောက်ထိစဉ်းလာများတာဖြစ်တဲ့အတွက်ပို့ပြီးတော့အခွင့်အလမ်းကိုဘာလို့လဲ follow လိုက်နိုင်တာလဲပါသလိုဟို risk to ရတဲ့ကောင်းလာတယ်ပါလာပေါ့နော်ကောင်းလာတယ်နောက်တစ်ခါကျွန်တော်ခုနပြောလို့ပေါ့ကျွန်တော် high risk ပုံစံ trade လာတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့တစ်ပတ်ဒါမှအများကြီးပါလို့ဆိုလဲဆိုရင် profit ဒီဟိုတက်သွားတယ်ပါတယ်ပေါ့နော်ဆိုတော့ဒါပါပဲဒါကကျွန်တော်ပြောချင်တဲ့ပိုင်းကဟို detail တော့အားလုံးမပါပါမယ်ပေါ့နော်ကျွန်တော်တို့ trade set တဲ့အကြောင်းရင်းမှာဆိုရင်ကျွန်တော်တို့အသုံးပြုတဲ့ niche နဲ့ရဟိုပြောမလို့ reason တွေရှိတယ်ငါတို့ဘယ်လိုမျိုးဖြစ်တဲ့အချိန်မှာဘာလို့ဝယ်လိုက်တာလဲဘာလို့ရောင်းလိုက်တာလဲဘာလို့ကျွန်တော်တို့ပါဆိုလဲ profit ရခဲ့ရလဲဘာလို့ဒီ level လောက်ထိ take profit လိုက်ခဲ့ရလဲဒါတွေအားလုံးဒီကျွန်တော်တို့အသုံးပြုတဲ့ niche နဲ့ပေါ့အခြေခံပြီးတော့သွားရတယ်အဲကြောင့်ဟို win rate ဘယ်လောက်ရှိရလဲတစ်ပတ်ကို trade set ဘယ်နှကြောင်ရတာလဲတစ်လကို trade set ဘယ်နှကြောင်ရတယ်ဆိုတော့အပိုင်းတွေအများဆိုတော့ခင်ဗျားရဲ့အတွေ့အကြုံတွေပဲဆိုင်နေတယ်အခါကျရင် strategy အခွင့်အရေးပေးတယ်ဆိုတော့ခင်ဗျားက market မှာအခွင့်အလမ်းဘယ်လိုရှာရမလဲဘယ်လိုမျိုးဟိုပြောမလဲအခွင့်အလမ်းတွေကိုပါလို့ဆိုလဲဟို follow like တက်ရမလဲဆိုတာမျိုးခင်ဗျားနားမလဲထိုင်ခင်ဗျားဒါတွေမရဘူးဒါကြောင့်ခင်ဗျား beginner trader တယောက်ဆိုရင်လေမေးခွန်းမများနဲ့မေးခွန်းများဆိုတော့win rate ဘယ်လောက်ကောင်းတာလဲ strategy က trade setup တစ်ပတ်ကိုဘယ်နှကြောင်းရမှာလဲဘာမှမလုံးနဲ့ဘာလို့ဆိုတော့ခင်ဗျားတို့မှာတင်ယူစရာရှိရတယ်အများကြီးရှိတယ်လေ့ကျင့်ရမယ့်အပိုင်းတွေအများကြီးရှိနေတယ်ဒီအရာတွေကျွန်တော်တို့အရင်ဆုံး focus လုပ်ရမှာလေဒီအရာတွေအရင်ဆုံးကျွန်တော်တို့ကဟိုပြောနားလည်အောင်လုပ်မှာကျွန်တော်ကနားလည်ထားပြီးလူတွေဖြစ်တော့ market ကိုကြည့်လိုက်တာနဲ့ဘာဖြစ်တယ်လဲဘာဖြစ်နိုင်ချေရှိတယ်လဲဆိုတော့အလွယ်တကူသုံးဟိုတီးတက်ပေမဲ့ခင်ဗျားတို့ကြောင့်မတီးတက်ဘူးကွာဒါဆိုဒီ trade ကိုကျွန်တော်ဒီလို profit ရတယ် profit ရတဲ့အပြင်မှာကျွန်တော်ဘာလို့လဲကျွန်တော်ဆွဲထား Apple structure ဒီအမြင့်ဒီဈေးတန်းတစ်ခွက်နဲ့ကျွန်တော်ဘာလို့လဲ market ကိုပြန်ပြီးတော့အကြောင်းဘက်ကို follow လိုက်တယ်ဆိုတော့အဲ့ဒီအကြောင်းဘက်ကိုကျွန်တော် follow လိုက်တဲ့ trade ဆိုရင်ဘယ် trade တွေပါလဲဒီမှာဒါဆိုရင်ဒါအဲ့ trade မှာအဲ့ market မှာပဲကျွန်တော်ဘာလို့လဲအယောင်းမလုပ်တာစက်တင်ဘာလ25ရက်နေ့ပေါ့နော်3နာရီနဲ့5မိနစ် PM စက်တင်ဘာလ25ရက်နေ့ဟုတ်နော်ဒါကိုအဲ့ဒီဝင်ချင်မှာဘာလို့ဆိုလဲရောင်းတဲ့ trade ဆက်တယ်အဲ့တော့ရှင်းလေးပါပဲ market မှာအခွင့်အလမ်းတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့အခွင့်အလမ်းတွေကိုကဘယ်လိုရှာရမလဲဘယ်လိုမျိုး follow လိုက်ရမလဲဆိုတော့ကိုယ့်ရဲ့ဘာလို့လဲ niche နဲ့အတွေ့အကြုံပိုင်းမရှိဘူးဆိုရင်ဘယ်အခွင့်အလမ်းပဲခင်ဗျားရှိရောက်လာပါစေခင်ဗျားဘာလို့လဲအလုံးမလုံးနိုင်ဘူးဆိုတော့ပါလားဒါကြောင့်ဟိုအရန်ကြီးနီလာတစ်ခုစားလေးလာတဲ့အချိန်ပဲဖြစ်ပေါ့နော်လေ့ကျင့်နေတဲ့အချိန်မှာဖြစ်အရန်ကြီး result ထွက်ဖို့မကြိုးစားနိုင်ဘယ်လိုဆိုကိုယ်ဝင်စီးပွားရေးလောက်တစ်ခုမှာကွာအလုပ်ပြီးမှခင်ဗျားဒီငွေရမှာကွာခင်ဗျားလေးလာစရာခင်ဗျားတင်ယူစရာခင်ဗျားလေ့ကျင့်စရာအလုပ်တွေ
ခင်ဗျားဘာလို့ဆိုပြီးမြောက်အောင်မလုပ်တည်ပဲနဲ့ရလက်ထွက်ချင်တာခင်ဗျားရလက်ထွက်တိုင်းငါတို့ဘာလို့ profit မထွက်နေရလဲဆိုဟိုပြောမလဲ complaint မျိုးတက်နေလို့မရအောင်လေတင်မလား trading ဆိုတာ certificate ယူပြီးတော့ဒီမှာ company မှာအလုပ်တစ်လျှောက်တဲ့အလုံးမဟုတ်တာ trading ဆိုတာကျွန်တော်တို့သင်လိုက်တဲ့အသိပညာတစ်ခုကိုရလက်အဖြစ်ပုံဖော်နိုင်ဖို့အတွက်ကျွန်တော်တို့ပါဆိုလဲဆိုရင်ကြိုးစားရတဲ့အလုပ်တစ်ခုကွာဆိုတော့အဲ့ဒါအများစုမှာတင်လိုက်တဲ့ဟာဒီလေ့ကျင့်တဲ့အချိန်မှာအခက်အခဲရှိမယ်ဟိုပြောမလဲဟို practice လုပ်တဲ့အချိန်မှာအခက်အခဲရှိမယ် line trade တဲ့အချိန်မှာအခက်အခဲတွေရှိနေဦးမှာပဲဒါပေမဲ့အဲ့အခက်အခဲတွေကျွန်တော် step by step တစ်ခုချင်းစီဘယ်လိုမျိုးဖြည့်ရှင်းသွားမလဲဆိုရင်ဟိုတေချာဘောနောက်ထပ်ပါလို့တလဲဆိုရင်နေရာတစ်ခုကျွန်တော်ပါဆိုရောက်သွားတာပဲရဲ့တူပါလားအဲ့ဆိုတခါကျကျွန်တော်တို့တင်ရမယ့်ပိုင်းအရင်ဆုံးတင် win rate ဘယ်လောက်ထိထွက်တာလဲဒီနေ့ရပြောမဆိုရင်တစ်ပတ်ကိုပဲခွင့်လန်းပဲနဲ့ကြောင်းရှာနိုင်တာလေ professional trader တွေမှာခွင့်လန်းအများကြီးရှာတတ်တယ်ရဲ့ဒါပေမဲ့ခင်ဗျားကနေယူပြီးဖြစ်နေခင်ဗျားတစ်ပတ်ကိုခွင့်လန်း3ချောင်း5ချောင်းရှာနိုင်ဘူးဒါကံကောင်းနေပြီသဘောပေါက်လားအဲ့လို3ချောင်း5ချောင်းတော့ခင်ဗျား trade နိုင်ပြီဆိုရင်တော့အထင်မသေးနဲ့ရဲ့3ချောင်း5ချောင်းရဲ့ power လေဘာလို့ဆိုတော့ကျွန်တော်တို့ trading ရဲ့ပုံစံကလေ trader ရှုတော့မပြောမှာနော်ကျွန်တော် trading ရဲ့ type ပုံစံဒီ risk to reward ပဲလေဆယ်ဒရာရင်းတဲ့ချိန်မှာ1 show 3ရရင်ဒါ30ပဲမြင်မှာအဲ့ဒီထားမှာကွာ100ရင်းတဲ့အချိန်ကျရင်300မြင်မယ်လေ200ရင်းတဲ့အချိန်ကျရင်600မြင်မယ်အဲ့လို600တယ်မျိုး3ချောင်းထွေးနိုင်ကျွန်တော်ဒီ6300ဆက်ချက်ဆိုတော့ဒေါ်လာ1800ဝန်းကျင်ပေါ့ကျွန်တော်ဘာဆို profit ရလာမှာပဲကွာကျွန်တော်ပြောချင်တာသူဒါ trading ရဲ့ဟိုပြောမလဲအားတာချက်ပဲ trading ဒီ high risk high return ပဲရဲ့ဒါပေမဲ့အဲ့ဒီ high risk မှာအကျိုးများချနိုင်ဖို့အတွက်ဒီခမရဒီဘာလို့တလဲဆိုရင်ပိုင်နဲ့အတုံးချနိုင်တဲ့ခမရမှာဘာလို့တလဲ trading ဒီ business ရှိဖို့လိုအပ်တယ်ဒီ business မရှိဘူးဆိုရင်no profit ပဲခင်ဗျားငွေပဲဆုံးရှုံးနေလိမ့်မယ်အကြောင်းခင်ဗျားလေးလာပါလေ့ကျင့်ပါလေးလာပါလေ့ကျင့်ပြီးသွားမယ်ခင်ဗျားတို့အခွင့်အလမ်းဘယ်လိုချအောင်လဲသိသွားမယ်အခွင့်အလမ်းတွေဘယ်လို follow လိုက်ရမလဲဆိုသိသွားလိမ့်မယ်အဲ့ဒီအချိန်မှာခင်ဗျားတို့ခုန weekly target တွေဘယ်လိုမျိုးရအောင် trade ကြမလဲဒါမျိုးတွေခင်ဗျားတို့ဘာလို့ဆိုနားလဲသွားလိမ့်မယ်အားလုံးက step by step ပဲဟုတ်ပြီနော်ဒီတကြောင်ကကိုယ်တေချာနားမလဲပဲရောင်ဝါသွားပြီးနောက်တစ်ပိုင်းတွက်လေးလာအဲ့နောက်တစ်ပိုင်းရောက်တဲ့အချိန်ကျရင်ခင်ဗျားတို့ရောင်ဝါဖြစ်နိုင်အဲ့အခြေအကြောင်းကထပ်ပြန်လေးလာမှာပဲလူတော်များမသိအောင်တော့သိတယ်ဒါပေမဲ့အားလုံးရောင်ဝါလုံးလာရင်နောက်ခါကျရင်ရောင်ဝါဖြစ်လာဒါကြောင့်ကျွန်တော်ပြောခင်ဗျားသိထားတဲ့ knowledge education ရောင်ဝါမလုံးနဲ့ရောင်ဝါသုံးချနိုင်မလုံးနဲ့တိတိကျကျသုံးချနိုင်လုံးရဲ့ချင်းလေးရဲ့ခင်ဗျားသိထားတာချင်းလေးဖြစ်လာရင်ခင်ဗျားစောပြချက်တယ်ချင်းလေးဖြစ်လာမှာဒါဆိုရင် result ကလည်းလုံးဝချင်းလေးဖြစ်လာမှာဒါကကျွန်တော်တင်ခဲ့ရတဲ့ပိုင်းပုံစံနဲ့အဲ့လားပဲဒီစနစ်တွေအများကြီးနေလာတယ်ဘယ်မှရေးရသုံးချနိုင်ဘာထူးလို့လဲဘာမှမထူးလေအဲကြောင့်အားလုံးက only check ကိုပဲတက်ကြည့်တော့ check ကိုကြည့်တော့ market ဘယ်သွားမလဲဘယ်လောက်မလဲဆိုတော့မြင်နေရဒါတော့ကျွန်တော်သွားပြီးတော့လက်တွေ့အသုံးချနိုင်အောင်အကောင့်ထဲပေါ်နိုင်လိုက်လို့ဆိုကျွန်တော်တို့ result ကိုမြင်လိုက်ပဲဒါပဲဒါဒီအားလုံးက trading ရဲ့ဘာလို့တက်လဲဆို benefit ပဲသဘောပေါက်လားဟုတ်ပြီနော်အဲ့တော့ဒီ video ရအားလုံးကတလောက်ပါပဲအဲ့တော့ဒီတစ်ပတ်တော့အားလုံးကျေးဇူးများတင်ပါတယ်